ဒီနေ့ပဇွန်ကိုလှော်ပြီးတော့ချိန်ငံဆက်တုပ်ပါမယ်ပဇွန်လှော်တုပ်ဖို့အတွက်အရင်ဆုံးကြက်သွန်လေးကိုပပလေးလှီထားပါမယ်ကြက်သွန်မွန်နဲ့ပျောက်သွားအောင်စားလေးနဲ့ရေတခြားဆေးပြီးတော့စစ်ထားလိုက်ပါမယ်နောက်ပြီးခရမ်းချင်သီးလေးတွေကိုပပလေးလှီထားလိုက်ပါပြီးရင်တော့နနမင်းလေးပါလှီထားလိုက်ပါမယ်ပဇွန်မှာရှိတဲ့အညစ်အကြေးတွေကိုတေချာတက်စင်ပြီးတော့ဆေးကြောထားပါတယ်ပြီးရင်တော့ပဇွန်ကိုအတုံးလေးလှီထားလိုက်ပါမယ်ညီမကတော့ခေါင်းနဲ့ပဇွန်အစီနှစ်တွေကြိုက်လို့အရာတွေပါထည့်ထုတ်လိုက်ပါတယ်အားလုံးစင်စစ်ဖြစ်ပြီဆိုရင်တော့အုပ်ဖူအောင်တဲထားလိုက်ပါပြီးရင်တော့လှီထားတဲ့ပဇွန်လေးထည့်လိုက်ပါမယ်စီလုံးဝမထည့်သေးပါဘူးနော်ပဇွန်လေးတွေကြက်ပြီးမှုလာပြီဆိုတော့မှစီနည်းနည်းထည့်လိုက်ပါမယ်ဒါဆိုရင်တော့ပဇွန်လှော်လေးရပါပြီရှင်ဒါဆိုရင်တော့ပဇွန်လှော်တုပ်ဖို့အတွက်ပဇွန်ပြီးတော့လိုအပ်တဲ့အစာပလာတွေအကုန်လုံးအစင်းသင်းဖြစ်ပါပြီစလုံးထဲကိုအရင်ဆုံးခရမ်းချင်သီးနဲ့ကြက်သွန်လေးကိုထည့်လိုက်ပါမယ်ပြီးရင်လှော်ထားတဲ့ပဇွန်လေးတွေထည့်လိုက်ပါနောက်ပြီးစီချက်ထည့်ပါမယ်စီချက်မရှိရင်ရိုးရိုးစီတုံးလို့လည်းရပါတယ်နော်ဒီရတာအတွက်ကြက်သားမုတ်ပဲမုတ်ငံပြားရည်နဲ့အချင်အတွက်တမယာသီးတို့ကိုညှက်လိုက်ပါမယ်မိမိနှစ်သက်ရာဟင်းခတ်မုတ်ထည့်လည်းရပါတယ်နော်နောက်ဆုံးမှာငရုတ်သီးစိမ်းကိုထည့်ပြီးတော့နှံ့အောင်နေလိုက်ပါမယ်ရှင်ဒီရတာမြည်ကြည့်ပြီးတော့လိုအပ်ရင်လိုအပ်တဲ့အရာတာကိုထည့်ပါနော်ဒီရတာအလုံးအဆင်ပြေသွားပြီဆိုရင်တော့နောက်ဆုံးမှာနည်းနည်းမင်းထည့်ပြီးတော့နေလိုက်ပါမယ်ဒါဆိုရင်တော့ဟင်းကပူပူလေးနဲ့လိုက်ဖက်တဲ့ပဇွန်လှော်တုပ်လေးရပါပြီရှင်